ကရုပ်ကအပြင်ထွက်လာလိုက်ကင်မရာမိချင်နေအပြင်ရောက်လာပြီးမှတတိယကင်မရာမပါမှာမိုက်ကပါလာပြီးတော့ကင်မရာမပါလာဘူးလေအဲ့လည်းအခုပဲဖုန်းနဲ့ပဲရဲနေအခုရောက်နေတာကတော့ 1KK ဟိုမှာပါကျွန်တော်တို့ရန်ကုန်ရန်ကြီးကြီးဟိုပေါ့နော်ရန်ကုန်မြို့ကြီးကိုတည်ရတဲ့အနေနဲ့ရန်ကြီးကြီးကို 1KK ကိုလာဆက်တာပါကျေးဇူးဆိုရင်ကျေးဇူးစီချင်ပါရပါတယ်ဟိုတန်းနဲ့မှာလာတယ်ပြီးတော့ကြောက်ကြောပြောရင်မှာလာတယ်ဟိုတန်းနဲ့ကျေးဇူးစီချက်တော့180ဘတ်ပေးရတယ်ဘတ်180ကိုကကြောက်ကြောက65ဘတ်ပေးရတယ်ပေါ့245ဘတ်ကြပါလေဘယ်ပြောကြည့်ကြည့်မယ်လေရတဲ့အခြေအနေဘယ်လိုရှိလဲပေါ့ကျေးဇူးကတော့ကြိုက်ပါတယ်စိတ်ကပါโอเคမှာလာရပါပြီဒီမှာကျေးဇူးစီချက်ပါကျေးဇူးစီချက်နဲ့ချင်းနဲ့ကြောက်ကြောနဲ့ဒီဘက်ကဟင်းပြိုလေးနဲ့ကျေးဇူးဟင်းနဲ့ဟိုဆင်းတော့180ဆိုပဲဈေးနဲ့ပေးရတဲ့ကန်ရတဲ့ဟာနဲ့နည်းနည်းနဲတယ်လို့တော့ခံစားရတယ်ရတာတော့ပြောတော့ဘူးနော်ရတာချက်ကြည့်လိုက်အောင်သားလုံးတို့ဘာတော့များပါတယ်။ဒါနဲ့ဟိုအရသာကြောင့်လေးတဲ့ဘက်ကိုသွားတယ်။ချင်းနဲ့တုတ်ဆိုင်တော့မဆုံးလို့ပြောလို့ရတယ်။ကြာစင်အရသာနဲ့လေးတဲ့ဘက်ကိုသွားတယ်ပေါ့နော်။ဆိုပါဦး။ဟုတ်ကဲ့ဒီနေ့ဆက်စားလိုက်ပါဦးမယ်။ဟင်းတော့ကြည့်လိုက်မယ်။တော့ကောင်းတယ်တင်ကောင်းတယ်ကြောက်ကြောက်နေဘဝ memory ကိုပြန်ရသွားလုံးဝပြန်သွားကြောက်ကြောက်တောက်ကြည့်လိုက်စားလို့တော့ပြီးတော့ပါပြီဘယ်လိုကြည့်ကြည့်တမလဲတော့တနေ့သွားမယ်နောက်တစ်ခုထပ်စားမယ်ဒါပါပဲတဒါ